Alpha အဝတ်6ခန့်ဆက်ကြီး promotion ရပါလိမ့်မယ်ခင်ဗျာပုံမှန်2,900,000ကျော်ကြတယ်2,600,000နဲ့လူကြီးမင်းတို့ယူပါ warranty 3 year ပေးထားတယ်ဗျာကျွန်တော်တို့ဒါကမိုးရင်းကြမှာဝယ်ရမယ်ရလို့မဟုတ်ဘူးเนาะကျွန်တော်တို့တိုက်ခန်းမှာနေတဲ့လူတွေနောက်ပြီးတော့အိမ်မှာအဝတ်တွေအပြင်မှာထုံမလန်းချင်မှုဆိုတဲ့လူတွေအတွက်ဒီအဝတ်6ခန့်ဆက်ကလူကြီးမင်းတို့မဖြစ်မနေ3သိန်းတဲ့ပစ္စည်းထဲမှာပါတယ်မိုးရင်းဆိုရင်တော့လေပို့ပြီးတော့မဖြစ်မနေလိုလာတယ်ပေါ့ဗျာဒီကောင်ကကျွန်တော်တို့ပုံမှန် China လာတဲ့အဝတ်6ခန့်ဆက်တွေနဲ့မတူဘူးဗျာဒီကောင် build quality တော်တော်ကြီးကိုကောင်းတယ်ကျွန်တော်အခုနားမှာဒီကောင်ကိုပြန်ဆင်ထားတာဗျာအရှိမကျွန်တော်တို့မိုးကသားနဲ့လာတယ်ဒီကောင်ကိုကျွန်တော်တို့ဖွင့်လိုက်ပြီဆိုရင်ဒီဘွား zip ဖွင့်လိုက်ဒီဘွား zip ဖွင့်လိုက်ရင်အထဲမှာ aluminum frame နဲ့လုပ်ထားတယ်အဝတ်အထက်20လောက်လူချင်းမင်းတို့ကောင်းကောင်းကြီးကိုအထောက်ခံလို့ရလိမ့်မယ်သူ့မှာအမိုက်ဆုံးကဒီsetတစ်ခုလုံးမှာအဓိကကဒီအောက်မှာရှိနေတဲ့သူ့ရဲ့ main ဒီအဝတ်6တဲ့အပူပေးတဲ့ set ကြီးပေါ့နော်ဒီအပူပေးတဲ့ set ကဒီအောက်ကနေကြည့်မယ်ဆိုရင်သူ့မှာကျွန်တော်တို့ timer ပါတယ်ဗျာ timer ကကျွန်တော်တို့မိနစ်180တိကျွန်တော်တို့ထားလို့ရတယ်ဒီ set ကို warranty 3နှစ်တောင်ကျွန်တော်တို့ပေးထားတယ်ဗျာအဲ့တော့တကယ်ကြီးကိုတန်လိုက်မယ်2,600,000နဲ့ရလိမ့်မယ်အမြင့်ကကျွန်တော်တို့4ပေခွဲ5ပေနီးပါးလောက်တိရှိတယ်ဗျာအောက်မှာဘိန်းလုံးလဲပါထားပြီးသား Alpha အဝတ်အချောက်ခံဆက်လိုချင်တယ်ဆိုရင် comment မှာ AP 1200လို့ကျွန်တော်ရေးပြီးတော့လူကြီးမင်းတို့မှားလို့ရပါပြီခင်ဗျဒီတော့ကျွန်တော်စီမှာမဝယ်ခင်အရင်ဦးဆုံးလူကြီးမင်းတို့ဈေးနှုန်းစုံစမ်းပါခင်ဗျဒီတော့ဒီလိုဆက်မျိုးကိုဝယ်ဖို့အတွက်ငါတို့ကအိမ်မှာနေရာအများကြီးပေးစရာမရှိဘူးဆိုရင်တော့ဒီဆက်ကလူကြီးမင်းတို့အတွက်အဆင်ပြေလိမ့်မယ်ကိုယ်အိတ်ခမ်းဒါမှမဟုတ်ရင်ကိုယ့်ရဲ့အနောက်မှာအဝတ်လျှော်တဲ့ဘေးနားလေးမှာဒီဆက်ထားရယုံနဲ့တင်လူကြီးမင်းတို့အဆင်ပြေလိမ့်မယ်တချို့ထင်တာအဝတ်6ကန်ဆက်ဆိုကျွန်တော်တို့ကမိုးတွင်းပဲသုံးနေထင်တာတကယ်တော့မဟုတ်အဝတ်တွေကိုဒီတိုင်းအပြင်မှာသွားလှမ်းနိုင်ကြည့်ရတာမလှဘူးဗျာအဲ့တော့လှပပတတ်ရဲ့လေသူ့နေရာလေးနဲ့သူလမ်းချင်တယ်ကွန်ဒိုမီနီယံတွေမှာနေတဲ့ဆိုတဲ့လူတွေဆိုရင်လေဒီလိုအဝတ်6ကန်ဆက်လေးကျွန်တော်တို့ laundry area မှာထားပြီးတော့အဝတ်6ကန်လို့ရတယ်မိနစ်180ဝန်းကျင်ဆိုတာအဝတ်ကလုံးဝ6ဝါးပြီဗျာအဲ့တော့ကျေးဇူးတင်ပါတယ်လိုချင်တယ်ဆိုရင်မှာပါ AP 1200လို့ comment မှာရေးပြီးတော့မှာလို့ရပါပြီခင်ဗျာ Alpha warranty 3 year နဲ့ကိုရပါလိမ့်မယ်ပြီးတော့ Alpha ဆိုတဲ့ brand ကကျွန်တော်တို့ဒါမြန်မာနိုင်ငံမှာ OEM brand နဲ့မှာဆိုအကောင်းဆုံး brand လို့ပြောလို့ရတယ်စင်ကာပူနိုင်ငံမှာ register တရားဝင်လုပ်ထားတယ်ဆိုတဲ့ brand ကျွန်တော်တို့ခေါ်တာ IPOS လို့ခေါ်တယ်ပေါ့နော် Intellectual Property Office of Singapore အဲ့ဒီမှာတရားဝင် register လုပ်ထားတဲ့ brand လည်းဖြစ်တယ်ကျွန်တော်တို့electronic မှာဆိုရင် Alpha ထွက်တာဒါလေးတွေပဲထုတ်တာမဟုတ်ဗျာထမင်းပေါင်းအဝတ်လျှော်ဆက် power bank ရေခဲတစ်သား airconပြီးရေတန်းအများကြီးပဲဗျာကျွန်တော်တို့ consumer electric အားလုံးဒီပါကိုထုတ်တယ်ဆိုတဲ့ brand လည်းဖြစ်တယ်စိတ်ချလက်ချသုံးလို့ရလိမ့်မယ်2,600,000 stock စုစုပေါင်း12လုံးရှိပါတယ်အဲ့ဒါကုန်ပြီဆိုရင်ဒီ promotion ဈေးတော့မရတော့ပါဘူးပစ္စည်းကတော့ထပ်ရှိပါသေးတယ်ပုံမှန်ထက်ကို3,000ဝန်းကျင်တက်တာပါလိမ့်မယ်ဒီတော့ကြည့်ပြီးတဲ့လူအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျလူလိန်တွေကိုအထူးဂရုစိုက်ပေးပါခင်ဗျာလူချင်းမင်းတို့ comment မှာ order မှာပြီးပြီဆိုရင်လူလိန်တွေကလူလိန်မဟုတ်ဘူးเนาะအဲ့ဒါကျွန်တော်comment မှာ order မှာပြီးပြီဆိုရင်မင်္ဂလာပါခင်ဗျာဗီဒီယိုနဲ့လမ်းဝယ်ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းဗီဒီယိုရိုက်လက်စားကြီးမလို့ပါအဲ့တော့ comment မှာ order မှာပြီးပြီ AP 1200လို့လူချင်းမင်းတို့ရေးလိုက်ရင်ဒီကောင်ရပြီဗျာပြီးပြီဆိုရင်လူချင်းမင်းတို့ TikTok မှာတဲ့လူတွေအကုန်လုံးက comment မှာ AP 1200လို့ရေး screenshot ရိုက်ပြီးရင် message ဒီကျွန်တော်အခုတင်ထားပြီးရဲ့ဖုန်းဒီ post ရဲ့ description ထဲမှာဖုန်းနံပါတ်ပါလိမ့်မယ်အဲ့ဒီဖုန်းနံပါတ်ကနေတဆင့်လူချင်းမင်းတို့မှာပေးပါ Facebook ကမှာမဲ့လူတွေက comment မှာ AP 1200လို့ရေး screenshot ရိုက် Messenger ကနေတဆင့်လူချင်းမင်းတို့မှာလို့ရပါပြီငွေလွှဲတော့မယ်ဆိုရင် bank account wave account KP account MMQR account အကုန်လုံးရဲ့နာမည်ကိုတေချာစစ်ပါဦးဟိန်းစအောင်ဆိုရဲကျွန်တော်နာမည်နဲ့ဖြစ်ရင်ဖြစ်မဟုတ်ရင် UEDC ဆိုရဲကျွန်တော်တို့ကုမ္ပဏီနာမည်ဒီနှစ်ခုကလွှဲရင်တခြားဘယ်ကိုမှဘာအကြောင်းပြချက်နဲ့မှလုံးဝမလွှဲပါနဲ့အလင်ကမ်းပါဆိုလို့ပါခင်ဗျာကြည့်ပြီးတဲ့လူအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်က UEDC မြန်မာကတ်ကို5 bye bye